စင်ကန်းကိုတော့သူ့ရဲ့သိပ္ပံဉာဏ်ပြလုံးကြောင့်သာစုပ်ယူနိုင်လိုက်တာဖြစ်ပါတယ်အဲ့ဒါအပြင်သူ့တကူလုံးကလူသားခဏကိုမဟုတ်ပဲဉာဏ်လက်နက်တစ်ခုဖြစ်နေရကြောင်းနာရီတိုလည်းအသာလေးအိတ်ခန့်နေလို့မရတော့ဘူးဆိုတာသဘောပေါက်သွားပြီးခူရာမာ Sage Mode ကိုထုတ်သုံးလိုက်ပါတယ်မတက်ခတ်ရတာကြာပြီးဖြစ်တာတော့မှအတန်မာဆုံးတက်ရှိလူသားကို data လို့နောက်ပေါ်ဆက်ရုံမှလေးလောက်ကတော့ share ကလုံးတော့သုံးစရာမလိုပေမဲ့ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ကြောင့်တော့ဘိုက်ကိုတစ်ချက်လောက်ထိသွားခဲ့ပါတယ်။ဦးကိုထုတ်ချင်းဖောက်လိုက်တာဖြစ်လို့လူသားတယောက်တည်းဆိုရင်အဲ့နေရာမှာလည်းပွဲချင်းပြီးတော့မှဖြစ်ပြီးနေတွဲခန္ဓာကြီးကြောင့်ချက်ချင်းလဲကြမသွားပေမဲ့ဒဏ်ရာကြောင့်အားနေသွားတဲ့အနေအထားကိုရောက်သွားခဲ့ပါတယ်။ဘရိုတိုကဝေကူညီဖို့လုပ်ပေမဲ့နေတိုကတားလိုက်ပြီးကလေးတွေကိုလက်ဖြားနဲ့တို့တာနဲ့တေချင်စိတ်ပေါက်တဲ့စီနောင်နှရသွားစီရမယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒဏ်ရာကြောင့်မတက်တောင်ရဲလို့မရပဲ။ data ရဲ့ခြေထောက်အောက်မှာရှင်းနေရင်တော့မှသူ့ရဲ့ကလေးတွေထဲမှာခါဝါကီလေးပါတဲ့အတွက်ပြန်ခေါ်သွားဖို့မပြောနဲ့နည်းနည်းတော့ထိဖို့ကြိုးစားနေလို့ဖက်ပြီးသတိပေးလိုက်ပါတယ်။ data ကတော့နေတွဲဒဏ်ရာကိုနင်းထိုင်းနေဘာမှမဆိုင်တဲ့သစိမ်းတရားကိုဘာလို့အဲ့လောက်ထိကာဝယ်ပေးနေရလဲလို့မေးလိုက်ပြီးမြဲနေတိုကလည်း data ကိုယ်တိုင်ရန်နုနယ်မြေတွေကိုတယောက်တည်းဝင်လာရတဲ့အထိဘာလို့ခါဝါကီကအရန်အရေးကြီးနေရလဲလို့ပြန်မေးလိုက်ပါတယ်ကိုယ်တိုင်ကသေတော့မဲ့အချိန်မှာတော့သူ့ကိုစကားလာနိုင်နေရကြောင်းမတုံးဟုတ်တဲ့ data ကလည်းတစ်ခုခုကိုရေးမိလိုက်ပြီးအဲ့အချိန်ကျမှဟန်ဆောင်လို့မရတော့တဲ့နေတိုကလည်းချက်ချင်းပြန်ထားလိုက်ပါတယ်အစတည်းကဒီတန်ရာလောက်ကနေတိုအတွက်ဘာမှမဟုတ်ပေမဲ့တောက်ကျိုးနဲ့ခံမရအခက်ဆုံးနင်ဂျာကြီးဖြစ်နေရကြောင်းအားနေချင်းအောင်ဆောင်လိုက်ရင်ရန်သူစီကသတင်းများအစ်လို့ရမလားလေအကြံပန်လောက်တာကို data ကရေးမိသွားတာဖြစ်ပါတယ်သူကတော့ drama ခင်းလိုက်တာဖြစ်ပေမဲ့ဘေးက3ယောက်ကတော့တကယ်ကြီးလန်သွားကြတာဖြစ်ပြီးအချိန်လေးကိုရေးမိသွားတဲ့ခါဝါကီကလည်းသူတို့တွေခက်ဝေးဝေးသွားကြဖို့သတိပေးလိုက်ပါတယ်ဒါပေမဲ့သဘောမပေါက်သေးတဲ့သူက data ဖြစ်ပြီးကိုနိုဝါရဲ့ဟိုကဘာကောင်လဲဆိုတာမသိပဲသွားဆနေရကြောင်းတိတ်ခါပြန်ဆရာမဲ့နေတိုကလည်းခုနကလိုအလျှော့ပေးမှမဟုတ်တော့ပဲထန်ဂျူဆုနဲ့ပြန်ဖိုက်နေသူသုံးခဲ့တဲ့ racing gang ကို data ကပြန်ထုတ်လို့ရတာကိုသိသွားခဲ့ပါတယ်ဘရိုတိုကဒီတိုက်ပွဲမှာသူဝင်ပါဖို့မဖြစ်နိုင်ဘူးဆိုတာသဘောပေါက်သွားခဲ့ပြီး data ကတော့သူ